ဘယ်ကဒူးလဲညဘယ်သူလုံးစတာလဲဒီဘက်လဲပြီစတာပြီ Left Heart Wise Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင်ဘယ်ကဒူးလဲညဘယ်သူလုံးစတာလဲဒီဘက်လဲပြီစတာပြီလုံးစတာလဲပြေးစားတယ်အမညပြောတော့အမအရင်ဆုံးစပြီးတော့ဒူးချင်းတယ်လို့ပြောရဲဆိုအရနာရ၄နာရီဒူးလား၄နာရီလောက်ကဖြစ်သွားတာလားအမတို့ကမ2မိနစ်လောက်ကြာမရဘူးတဲ့4မိနစ်5မိနစ်ငါတယောက်ပြီးဒါဆိုလို့ရှိရင်အမယောက်ျားတောင်ကြပဲမတောက်ထားဘူးလားအဲ့ဒီမဟုတ်ဘူးကြီးပန်းနေလို့ခဏပဲလုပ်နိုင်တယ်ပေါ့ဒါပြီမပြစ်လိုက်တာမဘူးပါဘူးမင်းတို့ရောက်နေတဲ့ဘူးသေးလားဟုတ်ကဲ့ဆရာသမီးတို့ကမှလည်းပြဲတယ်ဒူတော့ဒူးချင်းနေမလားကတော့ဒူးရတယ်တရားရောက်တဲ့တရားသမီးတို့ကမှဒူးရဲ့လေးလေးကောင်မှတော့ဒူတော့ဒူးချင်းနေမလားဒူးချင်းပါဘူးဒူးချင်းတော့ဒူးချင်းပါလေရောက်တဲ့ရပြီးတော့ဒူးရတယ်ခါတော့ဒူးပါဘူးတော့ခါတော့ဒူးရတယ်တဲ့ခမသိဘာလို့လို့ခါမှသူတို့ညသားသိညဒူးမှာပေါ့ဘယ်နှခါဒူးမလဲညတစ်ခါပဲဒူးမှာညတစ်ခါပဲလုံးမှာမှန်ကန်တယ်နော်ဟုတ်ပြီဒီမှာမေးကြည့်နော်ရမေးမညာမနကာလူတယ်တမလာမဒူပါဘူးတက်တယ်ဒူလိုက်ပါလေတော့ကြာတယ်နာမတော့ကြာအောင်ဒူတော့ကောင်းပါတော့ဒူလိုက်ဘယ်ကဒူလဲအမေဖျားကျေချုံးတော့ပဲချိန်လိုက်မှရွှေလိုနေတယ်အဲ့ဒါလေးဒူကဘလို့ခါသားမရှိရဲ့အမဒီတန်တော့ကြာပါဒီမှာတိုင်းစီလိုက်ရတယ်လို့ပဲနှိမ့်လိုက်မြင့်လိုက်ဘယ်ချိန်ရလဲလို့ဝါလို့တော့ဘူးတဲ့ဘယ်ချိန်ရမေးလိုက်ဘယ်ချိန်ရတယ်ဘို့စေးလောင်လေးကြမပြီးတော့မနေ့ပဲခင်ဗျာခမန်းကြီးလေးပါကွယ်အော်ရောက်တယ်ဆိုတယ်ညောခမန်းကြီးခေါ်နိုင်ပေါ့ခမန်းကြီးမီးလာနေပါပြီတော့ဘာမီးရခြင်းမှာအခါတကဘယ်လိုလေးခါသားရလဲဒူးကျင်တယ်သူကဒူးကျင်တာပေါ့ဟာလို့လားဘယ်အချိန်လောက်ပါဒူးရကြတစ်ခါလဲမပြီးဟုတ်လားတစ်ခါလဲမဟုတ်တစ်ခါလဲဩအဲ့လိုဒါဆိုလို့ရှိရင်ကျွန်တော်ပြောပါအောင်ပဲဘယ်နှမိနစ်ကြာလဲဘယ်လိုနေသူ့ဘာမင်းနိုင်ဘယ်လိုနေလဲဘယ်လိုနေပါလဲဘာလဲခဏလေးကြည့်ရအောင်ပါတော့ခဏလေးကြာကျဲတာတောင်ကြပန်းနေပါတော့သုံးနေတာအားရတွေပါသုံးလားမသုံးအမကလည်းပြီးသေးတွေပါတောက်ပေးလားโอเคအဲ့ဒါပဲတော့ပါလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်မျှမလွတ်တမ်းကြည့်ရှုနိုင်မှုကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါအောင်ရှင်